哦，你把那边。哎，你那不要，我不要。啊，大姐呀，你那不要。哎。我哎买菜嘛。哎。我嘞。哎。我这就。哎。我说，东南北买的。哎，东南好好的。哎。我嘞。哎。我今天我来玩的。哎。然后现在也对了。哎。我也现在玩的。嗯。啊，你看过？摆起来。哎呀。မင်္ဂလာပါဒီနေ့ညမှာတော့ဖုန်းလူခံရပြီးရက်ရက်ဆက်ဆက်အသက်ခံလိုက်ရတဲ့သူကသူ့ရဲ့အတုပချတဲ့နေ့မှာပဲသူ့အမဖြစ်သူကိုဝင်ပူးပြီးတော့တရားခံတွေကိုဖော်ထုတ်ဖို့စ조사ခဲ့တဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အတူတူကြည့်အောင်我真的没有，呀，哦，你把那边。哎，你那不要，我不要。啊，大姐呀，你那不要。哎。我哎买菜嘛。哎。我嘞。哎。我这就。哎。我说，东南北买的。哎，东南好的。哎。我嘞。哎。我今天我来玩的。哎。然后现在也对了。哎。我也现在玩的。嗯。啊，你看过？摆起来。哎呀。哎，好，你的俺老表的，过头啊，偏嘛都给我过头呗嘛，你的别我嘛表。没有啊，我有不有钱？哎。没有不弄嘛搞。哎。没有带回来的呢。那等没来。哎。没。你的表。哎，不是了嘞，妈妈，哎呀，那个。你的表嘛别报嘛，你的表嘛别报嘛，你的表。我有楼边的表，偏偏给我表。没有，你家楼边有个表。好的。哎。我给刚刚说的。没有记住。哎。哎，好了，你楼边个，你搞你哪几单？哎呀，哎，我收了，我听。哎，刚收开了。哎，好了，收开了。哎，好了，好了，都没地步，都没地步。哎，干啥都没进步。没来，没有，你看没有嘞？哎呀，没有大家搞，干啥好了？哎呀，我完了。哎，快快！没录。哎呀，没有把路在哪嘞？哎，没有把路在哪嘞？你这把路在哪？你这把路在哪？你这把要在哪里？我看看喽。我公就我说的。哎，公就公的。哎，我公就。哎，好我把路打，你路在哪嘞？路啊。哎呀，跑我了。哎，不录了。路啊。你看我，我还没来啥嘞。哎，年的不？那个，哎，出来。哎，出来。哎，我都，我看到，我对上头都有。哎，我对上头。哎，好不？哎，你就那不是。没，你溜达来拖吧，你讲好啦，干啦。我来说。哎呀，哎呦嘞，我咋没进来？我说你妈，我咋有你了？把咱有的了，可以买奶皮啊。你好，买奶皮啊。买奶皮啊，可以。တရားခံကိုတိတိကျကျပြောပြထားတာတော့အခုထိမကြားရသေးဘူးအဲ့တော့တော်တော်ဒေါသကြီးပြီးတော့ရုံရင်းဆန်ကက်ဖြစ်နေတဲ့ပုံမျိုးပဲတွေ့ရတယ်စကားတွေကလည်းပလုံးပထွေးနဲ့အကြောင်းအရာတွေကလည်းပိုရောက်ဒီရောက်ဖြစ်နေတယ်အဲ့တော့ဒါမျိုးဖြစ်စဉ်တွေခဏခဏကြုံမှုပဲမဲ့ဒီတစ်ခါတော့တော်တော်ကိုတောင်းညမ်းပြီးတော့ဒေါသထွက်နေတဲ့ဖြစ်စဉ်ပါ
တော့နောက်မှထိန်းရတဲ့လူကလည်းတော်တော်ကိုထိန်းတက်တဲ့လူထိန်းနိုင်တဲ့လူပေါ့ကျွန်တော်တို့ဖြစ်စဉ်လေးကိုဆက်ကြည့်အောင် ကောင်ကလာအေး ကိုကြီးအမလိုက်ပြအောင်ဘောအမလေးဘဒူးလေးလဲဘာလို့လောက်တာဘဒူးလေးလဲ ဘိုင်းကောင်ပြ ငါဖုန်းနဲ့ငါလေကိုတော့ငါဖုန်းလေရရှိပါမယ်ဖုန်းဘလူးယူလာတယ်ငါဖုန်းနဲ့ခံနေဖုန်းဆက်ခံနေ အေးမိဘဆက်ကနေဦး အဲ့ကောင်ကအဲ့ကိုတော့ငါကောင်းလေငါကောင်းလေငါညညချင်းတော့ငါသိတယ်ငါညညချင်းတော့ငါသိတယ် ကောင်းနေနေ ငါပြန်ပေါက်ချင်တော့လေ အေးသေးရပေါက်ကြတော့ လဲပေါက်ကော အေး ငါလေ သေးပေါက်ချင် အေး ငါမမိသားပြောပြမယ် အေးညီသေးပေါ့တော့အေးအေး ရလက်ခဲ့ပြီလေခင်ဗျာ ဟိုအေးအမလေးလဲဟောဆိုလေ အေးမေးကောင်းဆွဲတယ်ဟုတ် ဟုတ်တယ်ဟိုမလဲစွတ်တယ်ပြောတာ ဟောဒီမှာလေငါဘလို့ကြတော့သိလား အေးဘယ်လိုကြ ငါဘလို့ကြ အေးညီလေးဘယ်လိုကြွား ဟာတော့တောင်းကြတယ်တော့ အေးတစောင်းကြ ဟုတ်လေရစတဲ့ကွာဟာသူတို့ကတော့ဆွဲပြီးတော့ ဇဝင်ဆွဲပြီးတော့ ဟာတယ်ကိုချစ်တာမလားဟုတ်တယ် ဒီလိုလိုက်တော့ ပြော ဒီ တာ ကိစ္စလာတာအေးအဲ့နားမှာသွေးတယ်တွေ့တယ်ဟုတ်တယ် တကယ်လည်းဘယ်ဆွဲသွားတော့နေရာ ဘသူပါသေးလဲ ဘူးပါသေးတယ်ညီလေးဘူးပါသေးတယ်ပြော ဒီရွာလေးကဘသူပါသေး ဒီ လဲ ရတဲ့ဘူးပါ ဝေးလို့သူကလည်း လာလာ အေး လာလာနှစ်ကော နှစ်ကောင်ဘယ်သူလဲညီလေးညီဘယ်သူလဲညီပြော အသားပြပြရဲရှိပြပါလားအသားပြပြရဲရှိပါငါမောတော့ သူမောက်သွားတာ ဒါမှလည်းနှစ်ယောက်ပါလား ငါမောတော့ကပါလေငါမလုံးထုံးပါတော့ငါမလုံးပြောတာတောင်းပါပါ တောင်းမှမများဘူး ကားတယ်ကွာကားတယ်မရ အားကြောင့်မျက်လုံးကိုဒီကိုထိုးမိတာ မရကွာမရ မရဘူးလို့ပြောလား ငါမရမရှိတယ်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 အမေကြီးရအမေကြီးကိုရလာသေးတော့ ညီလေး ကိုကြီးညီမလေးကိုကြီးအမေရှိတယ်ဟုတ်ပါအမေစိတ်ကြအမေကိုစိတ်ကြညီမလေးကိုကြည့်ပါအမေကိုစိတ်ကြအမေအမေရှိတယ်အမေရှိတယ်ကိုကြီးဒီမသွားပါနဲ့လို့တားတယ်လေဒီရက်စက်လိုက်တယ်မသွားပါနဲ့လို့တားတယ်လေသွားတယ်ဒီကို ဒီလိုချီကိုရဲတယ်လို့တော့ ငါမငါအဲ့ဒါဒီမှာ ဒီမှာပြရ ကိုကြီး ဒီလိုလည်းချီရ အေးပါကိုကြီး အော်လည်းချစ်တယ်မတော်တော့လို့ပြောငါမျိုးလုံးလုံးမရဘူး အေးပါကိုကြီး ကိုမတရားခံလို့ကိုတရားပြတော့လို့တော့တရားပြတော့လို့ညီလေးကိုပြန်ပြီးဝင်လာတာလေ နာမည်ပြောလာအောင်အဲ့လက်မတည်းနှစ်ကောင်ပါနာမည်ပြော နာမည်ပြော ရှင်းနေထွန်ကြီးတို့ နာမည်ကောင်းပါဆို ပြလာတော့ပြောခွင့်ပြလား ပြောခွင့်ပြုတယ်ကိုကြီး ပြောခွင့်ပြုပြောခွင့်ပြု ဘယ်အောင်ကြပြောခွင့်ပြု ပြော အဲ့ကောင် လူထွား အဲ့ကောင်ကပြောခွင့်ပြလား အေး ပြော ပြောခွင့်ပြလား ဘယ်ကောင်ပိတ်ထားလဲ ဘယ်ကောင်ပိတ်ထားလဲပြော ပြောခွင့်ပြ သူ့ကိုပိတ်ထားတယ် လို့နော် ပြုဘယ်ကောင်ပိတ်ထားလဲမေဖေပါသားတော့ ဒီကအိုင်းဆေးရ ကိုကြီးဒီမှာကျကိုကြီးပန်းသူကပတ်ဆက်ကျဲတဲ့အလူတွေကိုကိုကြီးအောင်းမေးသိလားဘုန်းကြီးเจ้าမှာတို့ရလေ တို့အေး အဲ့ဒီကုသိုလ်ပေါင်းပြော လေအမေရဲ့ဝင်သွားဘူး သိလားလူပြန်ဝင်သားနော်ကောင်းကောင်းမိမပါဘိုက်ကြီးနဲ့ကြောက်လာလူပြန်ဝင်သားလာတယ်ဝင်သားလို့ရတယ်ကိုကြီးတို့အလောက်လာတာ ကိုကြီး တော့ဖြစ်စဉ်အကုန်လုံးကိုပြန်ပြီးတော့ပြောပြနိုင်တယ်ဒါပေမဲ့ဘသူပဲဝါလောက်ခဲ့ပါတယ်ဆိုတဲ့နာမည်တွေကိုပြောလို့မရဘူးတဲ့အဲ့တော့သူ့ကိုပြောခွင့်ပေးပါပြောခွင့်ပြုပါဆိုပြီးတော့လုပ်နေတယ်အဲ့တော့ဘသူကသူ့ကိုပြောခွင့်မရှိအောင်လုပ်ထားတာဒါတွေကိုနားလည်တက်ကြွတဲ့သူတွေရှိနေ comment မှာဝင်ပြီးပြောခဲ့လို့ရပါတယ်အဲ့တော့နောက်ပြီးတော့မဆွဲဘဲနဲ့လွတ်ပေးလိုက်ရင်ဘာတွေဖြစ်သွားမလဲအဲ့ဒီလူအုပ်ထဲမှာလည်းတကယ်တမ်းသူ့ကိုတတ်တဲ့တရခံရှိနေနိုင်တာလွတ်ပေးလိုက်ရင်သူကိုယ်တိုင်ဖမ်းနိုင်မှာလားစကားနဲ့မပြောနိုင်ဘူးဆိုလို့ရှိရင်လည်းသူကိုယ်တိုင်ဖမ်းချုပ်လိုက်လို့ရတာပဲဘာဖြစ်လို့ချုပ်ထားတာလဲအဲ့တော့မေကုံပေါင်းများစွာကတော့ရှိနေမှာပဲဗျပြီးအထိတော့ကျွန်တော်တို့ဆက်ကြည့်ကြအောင် ပါလေဒီတိုင်းလာကို မလားဘေးပါဟုတ်တယ်ပါ ဟေးကိုပြောဒါဖိုးသားလေးဖိုးသားလေး ဖူသားရ လိုက်ရှာမလို့လားအဲ့ကောင်ရှာမလို့လား မရှိဘူးညီလေးနာမလာရဲဘူးအဲ့ကတော့မရှိဘူး တို့ဘုန်းကြီးเจ้าမှာလေအေးတဲ့တိုက်တာအဲ့ဒါကိုအောင်းမေကိုကြီး ကို
မရှိဘူးမရှိဘူး စိတ်တွေရဲတိုးနေတာသူမတရားလုပ်တော့ ညီလေးကို မတရားလုပ်တဲ့လူကမတရား တရားလုပ်တဲ့လူကိုပြောတာ ပေါအောင်လုံးမယ်ကိုကြီးသိလား လားတယောက်သိပြီကွာ နောက်တစ်ယောက်ကဘယ်သူလဲနောက်တစ်ယောက်နာမည်ပြောနာမည်ပြောကိုကြီးနာမည်ပြောကိုပြောမှမှန်ပါသူ့ကိုဘယ်ကချုပ်ထားလဲမသိကိုကြီးကလုံးအောင်ကြောက်အောင်လုပ်ပဲ ရပါညီလေးရဖဲတယ်ရဘာပြောမလဲညီလေးညီလေး အေးပါကိုကြီး ဟုတ်တယ်အကိုကြီးလာပြီလေအကိုကြီးညီလေးကြီးလာပြီလေ အေးငါပြောကိုကြီးပြော အကိုရှိတယ် ကိုကြီးပြော ကိုကြီးကိုထိတာ ကိုလေ လေးလို့မဟုတ်ဘူး အရက်တော့တာဘယ်နှယောက်တော့တာ 900ရောက်တယ်မပြောနဲ့ 9ရောက်အိမ်မှာလည်းလူလူကြီး ကိုကြီးဒီမှာ အေးရဲမတော်ဘူး မင်းအရင်မတော်ဘူးကောင်းတဲ့9ရောက် ဂိမ်းစော်နေတာလိမ့်နေတာ အေးဂိမ်းနေတယ်အေး အေး တင်းရတော့ရှင် အေး ငါသေးတော့ပေါ့တယ်ကွာငါသေးတော့ပေါ့ကွာ အေးအေးနဲ့ အေးအမေနဲ့ အေး ဟောဆုပ်ပြဟောပင်းနဲ့လိုက်ကြမှာတင်တာဟေး ဘယ်သူကကလားရဲ့နောက်ဘယ်သူလဲကလားရဲ့နောက်ဘယ်သူလဲ အဲ့တော့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပဲဗျအဲ့တော့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ယုံတဲ့သူတွေရှိသလိုမယုံတဲ့သူတွေလည်းရှိပါတယ်ဒါကကိစ္စမရှိဘူးဗျဒါကတော့ဖြစ်နေကြပဲဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဘာပဲပြောပြောလူတစ်ယောက်လုံးအသက်ဆုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မိသားစုတွေမှာစိတ်ဒဏ်ရာတွေနဲ့တရားခံပေါ်ခြင်းဇောတွေနဲ့အမျိုးမျိုးသောအကြောင်းအရာတွေရှိနေမှာပါပဲအဲ့တော့ဒီလိုမျိုးတည်ဆုံးသွားပြီးတဲ့သူကဝင်ပူးပြီးတော့တရားခံတွေကိုရှာပေးတဲ့ဖြစ်စဉ်တွေလည်းကျွန်တော်တို့နိုင်ငံမှာအများပြားရှိခဲ့ဘူးတယ်တရားခံကိုတိနေရက်နဲ့မပြောရဲလို့ဝင်ပူးခြင်းဆောင်ပြီးတော့ဖော်ထုတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ဘူးတယ်အဲ့တော့ဒါကအမှန်ကန်လားမမှန်ကန်လားဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာအဖြေမရှာပါဘူးအဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အတူတူလေ့လာခဲ့ပြီးသွားပြီဒီဖြစ်စဉ်မှာနာမည်တွေနေရာဒေသတွေကိုကျွန်တော်ထည့်ပြီးမပြောသွားပါဘူးဒီဖြစ်စဉ်လေးကလည်းပြီးခဲ့တဲ့ရက်ပိုင်းကမှဖြစ်သွားတဲ့ဖြစ်စဉ်လေးပါအဲ့တော့ဒါလေးကိုကြည့်ပြီးတော့ကျွန်တော် viewer တွေလည်းဘယ်လိုမြင်လဲအဲ့တော့ဒီလိုဖြစ်စဉ်တွေနဲ့ရောကိုယ်တိုင်ကိုယ်ကြကြုံတွေ့ဘူးခဲ့လားကိုယ်တိုင်ကြုံတွေ့ဘူးခဲ့တာများရှိရင်လည်းမိမိတို့ရဲ့အတွေ့အကြုံလေးကိုပြောပြပေးခဲ့လို့ရပါတယ်အဲ့တော့ဒီဖြစ်စဉ်လေးကိုကြည့်ပြီးတော့တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်ရဆက်ဆက်လုပ်ခဲ့တဲ့တရားခံတွေလည်းအမြန်ဆုံးဖမ်းမိပြီးတော့အမှုမှန်ပေါ်ပေါက်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ညတော့ဒီလောက်ပါပဲကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာကျေးဇူးတင်ပါတယ်